ဆိုငါးယောက်မြောက်နေပေါ့နော်ငါးစုံမြောက်ကမူကြီးကိုအပိုင်းကိုဆက်ပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်အဲ့တော့ကြည့်အောင်မွန်တိုင်းအချီကခန်းကြီးပေါ့နော်ခန်းကြီးကိုမှခန်းကြီးကနေယောမိခတာအဲ့တော့ခုနှစ်ခါဒါပါလဲဆိုရင်ဖူနာဘင်းပေါ့နော်ဖူနေရဲ့ဘင်းခန်းကြီးရဲ့ပေါ့နော်ဖူနာဘင်းတဲ့နီမိုဆူကဥကူရာတဲ့တက်ဖြစ်တာဆိုတော့အဖြေကဖူနာဘင်းပေါ့နော်ဖူနာဘင်းဆိုတော့အချီပန်းပေါ့နော်ဖူနေဘင်းလည်းမရဘူးဖူနာဘန်းဘဲလည်းမရဘူး sorry ဖူနာဘန်းလည်းမရဘူးပေါ့နော်အဲ့တော့အဖြေမှာက一番ဖြစ်ပါတယ်ဟဲ့နိဗ္ဗာန်ကြောင့်ကိုရီမာတဲ့တော့ဒိုလျောကုကကိုရီမာတဲ့တော့အခုတတိဒိုလျောကုသာအားထုတ်ခဲ့တာကျိုးပါကျိုးသားအားထုတ်တာအဲ့တော့ခုတတိကျိုးသားအားထုတ်ခဲ့တာတွေကဒါကဘာလို့ဖက်လဲဆိုလို့ရှိရင်ဒီကလည်းတွဲလုံးလေးပေါ့နော်အဲ့တော့မိကိုမူစွန်းတာလို့တုံးတယ်ပေါ့နော်မိကိုမူစွန်းတာဆိုတာအတီးအပွန့်ပွန့်တီးတီးရယ်ဆိုတဲ့အဲ့တော့ဒီနေရာမှာကိုကျိုးသားအားထုတ်ခဲ့တာလေးတွေကအတီးတီးရယ်ဆိုတော့ဗာလဲအောင်မြင်တဲ့ရလက်ခံရတယ်ဆိုတဲ့ပေါ့နော်အဲ့တော့ဒီနေရာမှာအဖြစ်မှာငါစံပန်မိဖြစ်ပါတယ်ဟဲ့ပုံမှန်ဆိုတော့ Jesus ဆိုတဲ့အခန်းကြီးပေါ့နော်အမှန်တရားဆိုတဲ့အခန်းကြီးအဲ့စမ်းမကြည့်ပါမယ်ကျောင်းတော်ရှာကြီးကဒီနေ့ရဲ့ပြိုင်ပွဲကတော့တဲ့အမေတွေမိုးရွာတော်လေးပဲဘာလဲဆိုလို့ရှိရင်နာနီနာနီစားတယ်လို့အဲ့ဒီညမှာဒီရှေ့အခန်းကြီးကခက်ဘာလဲဆိုလို့ရှိရင်ဆာရာမာတို့ဆာရာမဲတို့ပေါ့နော်ဆုံးဖြတ်တယ်ဆိုတဲ့ခက်သေးကြီးတို့အဲ့လိုမျိုးအဲ့တော့ဒီနောက်က ikimas okonaimas ပေါ့နောက်ခုပေါင်းရင်ဘယ်လိုဖတ်လဲဆိုခက်ခိုးလို့ဖတ်တယ်ပေါ့နော်ခက်ခိုးဆိုတာကဘာအဓိပ္ပာယ်လဲဆိုလို့ရှိရင်ကျင်းပတယ်ဆောင်ရွက်မယ်ဆိုတဲ့ပေါ့နော်အဲ့တော့ဒီနေ့ပြိုင်ပွဲကမိုးရတော့လည်းပဲဆက်ပြီးတော့ကျင်းပမယ်ပေါ့နော်အဲ့လိုမျိုးဟိုက်ယုံမှန်ကြည့်ပါမယ်ယုံမှန်ပါနဲ့sorry UB နော်ဟိုနဲ့ကဟိုတဲ့ဆိုတာက UB ဆိုတာလက်ချောင်းလေးတွေဟိုနဲ့အယိုးကပေါ့နော်ဟိုတဲ့ကျိုးပြီးတော့ဒါကဘယ်လိုဖတ်လဲဆိုရင်စိုးတိုခန်းကြီးနဲ့ခဌာနခန်းကြီးနဲ့နှစ်ခုပေါင်းရင်ဂေခလို့ဖတ်ရတယ်ပေါ့နော်ဂေခဆိုတာကဟိုအယိုးဌာနကိုပြောတာဘာစီယုံနေမှာလို့ရှိရင်ဂေခလို့ရေးထားရင်အယိုးနဲ့ဆိုင်တဲ့ဌာနပေါ့နော်ဂေခနောအာဒုအယိုးနဲ့ဆိုင်တဲ့ဌာနရှိတဲ့ပြောရင်းဒီအတ္တစီယုံကိုတွားခဲ့တယ်ပေါ့နော်ဟိတ်ကောပန်ရှင်းတော်ခိုတိုတဲ့ဒီရှင်းလို့ဆိုလမ်းကြောင်းပေါ့နော်ဒီခိုတိုတဲ့စံပိုင်နိနော်နီနာနီယိုမူရတာဒါကဘာခန်းကြီးလဲဆိုလို့ရှိရင်ဂျော်ကန်လို့ပေါ့နော်ဂျော်ကန်ဆိုတာကကူညီပေးတာကူညီမှုကိုလက်ခံရရှိတယ် assistant လုပ်ပေးတာကိုရရှိတယ်ဆိုတဲ့ပေါ့နော်စမ်းပိုင်းစီကနေကူညီတာကိုလက်ခံရရှိတယ်ဆိုတဲ့ဟဲ့နောက်တစ်ခုရှင်းလို့ဆိုတာကယ်ဒီယာလို့လည်းပြောလို့ရတယ်နော်ကိုယ့်ရဲ့တက်လန်းနေနဲ့ပတ်သက်ပြီးတော့ဒီစမ်းပိုင်းစီကနေပြီးတော့အကူအညီရရှိခဲ့တဲ့အဲ့လိုမျိုးလည်းရတယ်နော်ဟဲ့တော့ကဘာဒေကီလိုတက်ခဲ့တနိုင်တယ်လို့မိုင်းနေချင်နေတိုင်းဒါကနောက်ကခန်းကြီးကယာစာကြီးပေါ့နော်ရှေ့ကနာမအဲ့တော့နာမယာစာကြီးလို့ပြောပါတယ်နာမယာစာကြီးဆိုတာကဟိုဟင်းသီးရွက်အစိမ်းတော့မဟုတ်ဘူးပေါ့နော်လက်လက်ဆက်ဆက်ဟင်းသီးရွက်တွေကိုတာပေးနာဆိုင်စားပါပေါ့နော်တနင်္လာနေ့တိုင်းလက်လက်ဆက်ဆက်ဟင်းသီးရွက်တွေကိုစားပါဟဲ့ခေနောက်တစ်ခုကြည့်အောင်7番7番က教室ではစာသင်ခန်းထဲမှာဆိုရင်ဒါကဆိုတာခန်းကြီးပေါ့နော်ဒါပေမဲ့ဘတ်လို့သုံးရကြတော့ aiteru လို့သုံးတယ် akimasu အဲ့တော့ aiteru seki ni suwaru အဲ့တော့ဒီအတန်းထဲမှာဆိုလို့ရှိရင်လွတ်နေတဲ့ထိုင်ကုန်ကိုထိုင်နေပေါ့နော် isu ni suwaru sorry seki ni suwaru ပေါ့နော်အဲ့ဆိုတော့ aite ဆိုတော့ saman ဖြစ်ပေါ့နော်ဖြေမှန်ကအဲ့နောက်တစ်ခု8番တိုင်းဟေယိုတဲ့တိုင်းဟေယိုဆိုတာဘာလဲဆိုလို့ရှိရင်ဒီPacific Ocean ပေါ့နော်Pacific သမုဒ္ဒရာဒါကဘာလဲဆိုရင်အိုဂတဆိုတာအကြီးမားဆုံးပုံစံကြီးမားတဲ့ပုံစံဆိုတဲ့ပေါ့နော်အိုဂတနော်တိုင်းဖူကဟဆေရှိတာတိုင်းဖူဆိုတာကမုန်တိုင်းပေါ့နော်မုန်တိုင်းကဟဆေရှိတာဒီကြီးမားတဲ့မုန်တိုင်းကြီးဟဆေဆိုတာထွက်ပေါ်လာတယ်ဆိုတဲ့ပေါ့နော်ပေါ်တလာတွေရဲ့လိုမျိုးဆိုတော့ဒီနေရာမှာဖြစ်ပေါ်တယ်ပေါ့နော်ရုံမှန်ဖြစ်ပါတယ်အိုဂတはいそう、漢字と読みやびたいもの、読みと漢字ပြန်လာပါမယ်။はい、問題に。息子は、だがあり、来月、နောက်လာမှာပေါ့နော်။初めてပထမဆုံး外国へ行く。နိုင်ငံခြားကိုသွားမယ်။အဲ့တော့ဒီနေရာမှာ初めてကဒီ human ဖြစ်တယ်ပေါ့နော်။ကျန်တဲ့ခန်းကြီးလေးတွေကမရဘူးပေါ့နော်။တခါလေးကြည့်အောင်။ဒါကဘာလဲဆိုရင်ဖွင့်တည်ဆိုတဲ့ပေါ့နော်။ Akemas, Akimas, Aiteimas နော်။နောက်တစ်ခုကကျတော့ဒါကတိုမဲမှာ stay ခေါ်တယ်ဆိုတဲ့ပေါ့နော်နောက်တစ်ခုကဒါကဘာလဲဆိုရင်ဒါကအသုံးချတယ်ဆိုတဲ့ဟိပေါ့နော်ကုန်ကြစည်တွေဘာလို့မှပါတဲ့ခန်းကြီးလေးဖြစ်ပါတယ်အပြင်မှာက human ဖြစ်တယ်ပေါ့နော်ဟိဆိုတော့နံပါတ်10お風呂に入ってရေချိုးခန်းထဲဝင်ပြီးတော့ခါရတာကိုအတ္တမေတ္တရေဖူတော့ဆိုတာကရေစိမ်နဲ့ကံပေါ့နော်အဲ့ဒီကဝင်ပြီးတော့တဲ့ခနာကိုအတ္တမေကနှစ်ခုရှိတယ်ပေါ့နော်
အဲ့တော့ဒီဟာကယာဒီဥတွေနဲ့ပတ်သက်ပြီးတော့သုံးတယ်ပေါ့နော်一番ကကျတော့ဒီနေရာမှာအဖြစ်မှန်ကနိဗ္ဗာန်ဖြစ်ပါတယ်一番ရောနိဗ္ဗာန်ရောအတတမဲလို့နော်3番ရောယွန်မှန်လောအားကလည်းပဲအာဆုဤဒါပေမဲ့ဘယ်ဟာကဘယ်လိုသုံးလဲဆိုရင်အစားအစာတွေဆိုလို့ရှိရင်ဖြားတာတို့အစားအစာတွေဆိုလို့ရှိရင်3番နဲ့သုံးတယ်ပေါ့နော်3番ရဲ့အာဆုဤနဲ့သုံးတယ်ဒီယွန်မှန်ကကျတော့ယာဒီဥတို့အာဆုဤကိုသုံးတယ်ပေါ့နော်ယာဒီဥတွေပူတာမျိုးတွေသုံးပါတယ်はいဆိုတော့နောက်တစ်ခုနံပါတ်7ကြည့်ပါမယ်冬はスキーやスケートスキーやスケートのキススだスケートやဒီスケートတွေရဲ့キススယာဒီဥတို့ဟုတ်ပြီキススရဲ့ခန်းကြီးကိုတစ်ချက်ကြည့်အောင်ပါနော်キススကနော်ဆိုတော့ဒီနောက်ကဒီဆက်စွတ်တော့မဟုတ်ဘူးနော်ဒီဆက်စွတ်ကဘာလဲဆိုလို့ရှိရင်ချိတ်ဆက်ဒီကောနာလုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါမရဘူးအဲ့တော့နောက်တစ်ခုဒီနံပါတ်1နဲ့2မှာတူးနေတယ်ပေါ့နော်ဘယ်လိုခွဲမလဲဆိုလို့ရှိရင်ဒီခိုသုံးပုံပါတဲ့ခန်းကြီးတွေရတာキススဖြစ်ပါတယ်အဲ့တော့ဒီအောက်ကဒီခန်းတို့ကြောပါတဲ့sorryခန်းတို့ကြောဆိုအွန်းနာပါတဲ့ခန်းကြီးတွေကsorry EN တို့ပါတော့ပေါ့နော်ကော်မတီဖွဲ့ဝင်တို့အဲ့လိုမျိုးတွေမှာသုံးတဲ့ခန်းကြီးဖြစ်တယ်အဲ့တော့တခြားလေးမှတ်ထားပါနော်3番ဖြစ်တယ်အဖြစ်မှာဟုတ်နောက်တစ်ခုဂျူနီဘာကကျတော့ဆိုဖူဘိုကအဖိုးကားတဲ့နော်sorry ဆိုဖူဘိုဆိုတာကအဖိုးနဲ့အဖွားကားပေါ့နော်ယောနေနောခိုတိုမိုဆိုတာတက်တာယောနေနောခိုတိုမိုကလေးလေးယောက်ကိုပေါ့နော်ဆိုတာတဲ့ပြုစုပြထောင်ခဲ့တယ်ဆိုတာတဲသူကဘယ်ခန်းကြီးဖြစ်မလဲဆိုတော့一番ခန်းကြီးဖြစ်ပါတယ်2番က行きますခီတို့ပေါ့နော်သက်ရှင်နေဆိုတဲ့အဓိပ္ပာယ်နာမတို့နော်နောက်တစ်ခု3番ကကျတော့3番ကဥမှုဆိုမွေးဖွားတယ်ဆိုတဲ့ခန်းကြီးပေါ့နော်အိုမီယာကဲတို့မှာပါတဲ့ခန်းကြီးဖြစ်ပါတယ်နောက်တစ်ခုကမာနာဘူးအဲ့13番ကြည့်頭が硬い、ခေါင်းမာတယ်ဆိုတယ်နော်頭が硬いとなかなか新しいことが生み出せないဆိုတာကထွက်ပေါ်မလာဘူးပေါ့နော်မလုံနိုင်ဘူးအဲ့လိုမျိုးမရရှိနိုင်ဘူးဆိုတဲ့အဲ့တော့ခေါင်းမာနေမယ်ဆိုရင်တော်တော်နဲ့အသေးတွေကိုရနိုင်မှာမဟုတ်ဘူးတဲ့အဲ့တော့ဒီနေရာမှာခါတာရဲ့ပဲခန်းကြီးလဲဆိုလို့ရှိရင်နိဗ္ဗာန်ခန်းကြီးပေါ့နော်一番がခါတာဆိုတဲ့ပုံစံဆိုတဲ့ပေါ့နော်3番がကျတော့難しい4番ကကျတော့形ပုံသဏ္ဍာန်ဆိုတဲ့4番14番ကြည့်မယ်ပေါ့နော်母親はအမေကတဲ့小さい子供にလေးငယ်တဲ့ကလေးငယ်လေးကိုပေါ့နော်本を読んで聞かせた読んでたဖတ်ခိုင်းတယ်ဆိုတယ်ဖတ်ပြီးတော့နားထောင်ခိုင်းတယ်読んで聞かせたပေါ့နော်ဆိုတော့ဒီနေရာမှာဗာလဲဆိုရင်ဟွန်းကပဲခန်းကြီးလဲဆိုရင်4番ခန်းကြီးဖြစ်ပါတယ်ကျန်တာတွေကမရဘူးပေါ့နော်ဟွန်း3番မှာလို့မရလဲဆိုရင်နောက်ကဟွန်းမဟုတ်ပါဘူးနော်အဲ့ဒါကはいအဲ့ဆိုတော့ခန်းကြီးကပြီးသွားပြီပေါ့နော်ကိုကြီးတစ်ချက်ကြည့်ပါမယ်ကိုကြီးကမို့တော့မို့ရောကြီးမို့တော့နော်တင့်တော်တဲ့အရာကိုယူရယူကောပန်းခွီးစွန်းတော့ခုသားရဲ့ခွီးစွဆိုတာကဒီညံစမ်းပေလေးပေါ့နော်အချိန်တူတူတွင်းဖြေရတဲ့ quiz ပေါ့နော်အဲ့ဒါရဲ့ခုသားရဲ့အဖြေဝဒနာနီနာနီရဲ့ရှောဟင်းကိုမူရာဟိုရဲ့နာကုန်ပစ္စည်းကိုရယူမယ်ဘာလို့လဲဆိုရင်ခုသားရဲ့ကိုအတဲရုဖြေမှန်တယ်ဆိုတဲ့အဲ့တော့အတဲရု3番ပေါ့နော်ခုသားရဲ့အတဲရုလို့တော့ပါတယ်ခီးတဲ့မရပါဘူးစာခန်းတဲ့ဆိုတာကစာခဲဘူးလို့စာခဲဘူးကနေလာတယ်ပေါ့နော်အော်ခေါ်တယ်အော်တယ်ဆိုတဲ့နောက်တစ်ခု4番ကကျတော့ဆာရာမဲတို့ဆာရာမာတို့ဆုံးဖြတ်တယ်ဆိုတဲ့ယူတော့ခုပန်းကြည့်ပါမယ်အမေနိုဟီနီမူရတဲ့နေမှာခါဆာကိုနာနီနာနီဘာလို့ခုခါဆာကိုဆတ်ဆုလို့တော့ခါဆာကိုဆတ်ဆုဆိုတော့ပြေမှန်ကပါလဲဆိုရင်ယွန်ပန်ပေါ့နော်ထီဆောင်ဒီခါဆာကိုဆတ်ဆုနော်ဆဲရူကမရအောင်တင်ဒီတတဲရူကကြတော့ဂေါဟန်ကိုတတဲရူအဲ့လိုမျိုး sorry ဂေါဟန်ကိုတခုsorry တတဲရူမဟုတ်ဘူးနော်တခုအဲ့လိုမျိုးရာဗာလဲခိခါကိုတတဲရူအစီအစဉ်ဆွဲတာတို့ရောနော်ရောတဲရူတတဲရူအဲ့လိုမျိုးသုံးတယ်အဲ့တော့ဒီညမှာအဖြစ်မှန်ကယွန်ပန်ပေါ့နော်ဆတ်ဆုဆာရှိမတ်はいその7番ကြည့်ပါမယ်引っ越しをするのでအိမ်ရွှေ့မှာမို့လို့တဲ့荷物を運ぶためのဒီအထုပ်ဘိုးတွေကိုပေါ့ဟာခုတဲဖို့အတွက်နာနီနာနီကိုခါရီတာဘာငါမှာကားငါမှာပေါ့ truck ကားတွေငါမှာအိမ်ပြောင်းပြီဆိုရင်အထုပ်ဘိုးတွေပြင်ဖို့ဆိုလို့ရှိရင်အဲ့တော့ထိုရက်ခုဖြစ်တယ်ပေါ့နော်ကျန်တာလေးတွေကမရဘူးထိုရမ်ဘူဆိုတာကက်ကစားတာကက်ဂိမ်းဆိုတဲ့ပေါ့နော်နောက်တစ်ခုကcushion ဆိုတာကကားတွေမှာပါတဲ့ cushion ပဲပေါ့နော်နောက်တစ်ခုက hose ဆိုတာရေပိုက် hose နော်ဆိုတော့ဒီနေရာမှာပြင်မှာက一番はい18番ကြည့်ပါမယ်そんなに嫌ならအဲ့လောက်ကြီးထီအောင်မကြိုက်ဘူးဆိုလို့ရှိရင်何々することはないよ何々することはない何々လုပ်เสียမလို့ဘူးအဲ့တော့အတင်းအကျပ်လုပ်เสียမလို့ဘူးဆိုတဲ့ဟုတ်တယ်မလားကိုမကြိုက်ရင်တရားဓမ္မလုပ်เสียမလို့အဲ့တော့မူဒီနီすることはない無理しないでくださいဆိုတဲ့နော်無理にする
Hisioga 9ဆိုလေးပေါ့နော်ခိုးတော်9ဆိုတာကနာနီနာနေစရာမလိုဘူးဆိုလေးပေါ့နော်အဲ့တော့မကြိုက်ဘူးဆိုရင်လုပ်စရာမလိုဘူးအဲ့လိုမျိုးလေးပဲဟို一番がじゃあ無駄1、2倍それ。なるほど、3番がじゃあ、不満、せめじな、不満がせめじな、4番。うん。それは2番がピンマンピパレ。はい、19番。ジョギングをしてから、BB をシャワーを浴びると、シャワー、一緒でかまばピマン。すっきり。すっきりだ、ランサンドあれそれ。なるほど、ロンはそれべや。すっきり。皆さんのズベネワイリ、ダーシーにやじま、にゃちゃらいで、ズベンドダイカマ、すっきりした。あれ見ると思いやでもな。うん。နောက်တစ်ခု good တာရီဆိုတာကဘာတိပဲလဲဆိုလို့ရှိရင်ဒီပေလောက်အောင်ပင်ပန်းနေဆိုဒီပဲ good တာရီကခုခီရီကကြတော့ဘယ်လိုတိပဲလဲဆိုလို့ရှိရင်ခုခီရီကထင်ထင်ရှားရှားလင်းလင်းတင်းတင်းဆိုဒီအဆာရီကကြတော့အဆာရီရတာပေါ့ထင်တယ်ပေါ့နော်အဆာရီကちょっとごめんအဆာရီကဘယ်လိုတိပဲလဲအဆာရီကဟုတ်တယ်ရတာပေါ့လေကြီးမများဘူးဆိုဒီပဲအဆာရီကはいနောက်တစ်ခုနံပါတ်20ကြည့်ပေါ့နော်赤ちゃんを体の前ဒီကလေးကိုပေါ့နော်ခန္ဓာကိုယ်ရဲ့ရှေ့ဆိုတော့ဘာလို့မှပွေမှာပေါ့နော်ကြောပိုးတာလည်းမဖြစ်နိုင်တော့ဘူးအဲ့တော့ပွေတာကိုဓာတ်ခိုးစရုလို့သုံးတယ်ဓာတ်ခိုးစရုအဲ့တော့တစ်ခါတည်းမှတ်လိုက်ပါကြောပိုးတာကိုအွန်ဘူစရုလို့သုံးတယ်ပေါ့နော်ဓာတ်ခိုးစရုနဲ့အွန်ဘူစရုနဲ့ပြောင်းပြန်ပေါ့နော်ဒီညမှာမရဲ့မုတ်ဘဲနဲ့စေနာခါဆိုလို့ရှိရင်ဒါဆိုတော့အွန်ဘူစရုကိုရေးပြရတယ်ပေါ့နော်နောက်တစ်ခုကအုံမှုစုဆိုတာကကလေးရဲ့ diaper အနီးပေါ့နော်အဲ့လိုမျိုး diaper ဝတ်နောက်တစ်ခုကအီတာဇူရာဆိုတာကနောက်ပြောင်နေဆိုဒီညမှာပြင်မှာကဆမ်မန်ဖြစ်ပါတယ်はい21今の会社に入るとき、ကုမ္ပဏီကိုဝင်တဲ့အခါမှာတဲ့会社の人にကုမ္ပဏီရဲ့လူကိုကုမ္ပဏီရဲ့လူစီမှာပေါ့နော်စမ်းခိုင်နာနီနာနီကိုဥခေတ္တဘာကိုယူခဲ့မအောင်ဆိုတော့ကုမ္ပဏီဝင်တော့ကဒီကုမ္ပဏီရဲ့လူနဲ့ပါအောင်ဆိုတော့မန်းဆယ်စုကိုခေတ္တအင်တာဗျူးလက်ခံရရှိတယ်အင်တာဗျူးဝင်လဲရတယ်ပေါ့နော်မန်းဆယ်စုဒီ3ချိန်ဝင်ရတယ်တဲ့နော်အန်9ဆိုတာကလမ်းညွန်နဲ့လမ်းပြရဆိုတဲ့ပဲဟိုးခုခုဆိုတာကrobot တင်နေဆိုတဲ့ပဲချောစဆိုတာစစ်တမ်းကောက်ယူတယ်ဆိုပြီးနော်ဟုတ်ဆိုတော့20နှစ်ကြည့်ပါမယ်စာခိတာကုတိုကခုနပြောတဲ့ကိစ္စကလေနာနီနာနီဥဆိုဒတန်တာဥဆိုဒတန်ဒဥဆိုဆိုတာလိန်နေညာတယ်နောက်တယ်ဆိုပြီးနော်အဲ့တော့ဂျစ်စုကတကယ်တော့တဲ့ရုပ်ခုကောင်းကောင်းနဲ့တရှိကဖြစ်နိုင်တာကတော့ the tiny ဆိုတာကလုံးဝဆိုပြီးနော် the tiny သိကြပါအဲ့တော့ဒီနေရာမှာဖြစ်နိုင်တာကဘာလဲဆိုရင် achievement ဖြစ်ပါငါတကယ်တော့ငါစနေတာဆိုပြီးနော်ဥဆိုတငါလိန်ပြောခဲ့တာနော်ခုနကပြောရတာငါစနောက်ခဲ့တယ်ဆိုပြီးချီစုကဟုတ်23ကြည့်ပါမယ်23က何々ことは先にやってしまおうအရင်ဆုံးလုပ်ကြမယ်အဲ့တော့တေကိုရိုနာဆိုတာကတေကိုရိုနာရဲ့နောက်မှာလည်းတွေ့သုံးနေဆိုရင်တေကိုရိုနာခါကာကုလက်လန်းမီတဲ့ဈေးနှုန်းဆိုပြီးကိုလက်လန်းမီနာနဲ့ဈေးနှုန်းနဲ့ကြိုက်တယ်ဆိုရင်ဝယ်တယ်ပေါ့နောက်တစ်ခုကခပ်တင်နာဆိုတစ်ဖက်သက်ဆိုပြီးခပ်တင်နေရှိနိုင်တယ်ဆိုတာဆိုင်နော်တစ်ဖက်သက်မလုံးနေဆိုပြီးပေါ့နော်ခပ်တင်နေရတယ်ပါတစ်ဖက်သက်လုံးကြည့်မှဆိုရင်ရောတစ်ဖက်ကျန်တဲ့သူရဲ့စိတ်ကိုမတွေးဘူးဆိုပြီးပေါ့နော်ခပ်တင်နေဆိုတာကခေချီနာကကြတော့ကစီနေအဲ့တော့ဒီညမှာမန်ဒိုနာကဖြစ်ပဲပေါ့နော်မန်ဒိုနာဆိုတာကစိတ်ရှုပ်စရာအဲ့တော့စိတ်ရှုပ်ဖို့ကောင်းတဲ့ဒီဘယ်လိုပြောမလဲအရာတွေကိုအရင်ဆုံးရင်လုပ်လိုက်မယ်ပေါ့နော်အဲ့ဒါပြီးမှကျန်တာလုပ်မယ်ဆိုတဲ့အဲ့တော့ဖြေမှန်ကယုံမှန်ကပို့ပြီးတင်တော့ပါတယ်ဟဲ့24今から参加を申し込んでもခုမှစပြီးတော့ခုမှပေါ့နော်ပါဝင်မှုကိုပါဝင်တာကို申し込んでもလျှောက်တော့လည်းပဲမှတာနာနီနာနီဘာဖြစ်မလဲမိအောင်မိပါအောင်မလားမာနီယာဦးခါလားနော်နော်ဘီဒူကရှည်တယ်ဆိုတဲ့ပဲမရဘူးဥစုတို့ copy ကူးတယ်ရိုက်တယ်ပေါ့နော်ပုံရိပ်ထင်အောင်လုပ်တယ်ဆိုပြီးနောက်ကတူတူခုကပို့တယ်ဟုတ်25နာနီနာနီနော်ခူရာဆိုတဲ့နာနီနာနီနော်ခူရာဆိုတာကနာနီနာနီရဲ့အတန်းမှာဟာဂျီမေကာရအစာကနေပြီးတော့နီယွန်ကိုဘင်ကျော်しているဂျပန်သားကိုလေ့လာနေပါတယ်အဲ့တော့ဘာလို့လေ့အောင်ဆိုတော့ short q လို့သုံးတယ်ပေါ့နော် short q ဆိုတာကelementary ပေါ့နော်အဲ့တော့ business level ကနေ short q နော်ခူရာဆိုတဲ့ဟာဂျီမေကာရနီယွန်ကိုဘင်ကျော်している一番が単語を見合うの。နောက်တစ်ခုကအိုးကန်ဒေတာစကားကိုခခုအောင်နေဆိုပြီးအဲ့တော့နိဗ္ဗာန်ကအဖြစ်မှဖြစ်တယ်။ဟုတ်။ဒါဆိုရင်ကိုကြီးနောက်တစ်ခုထပ်ကြည့်အောင်။ဤခိုင်တို့စိမ့်မီနီပေါ့နော်ပြောင်းပြောတယ်ဆိုပြီးအဲ့တော့ဖတ်ကြည့်ပါမယ်။တိုင်းどころにゴキブリが出てびっくりした。မြို့ကြောင်မှာပေါ့နော်ゴキブリကပိုးက出てထွက်လာလို့びっくりした。တင်သွားတယ်။အဲ့တော့
ထွက်လာတယ်ဆိုတော့အာရာဝါတွေပေါ်ထွက်လာတယ်ချိပန်နော်နိဗ္ဗာန်ကတွန်းတဲ့ပြန်တယ်ဆိုမရဘူးတွန်းရှင်းတဲ့ဣတဲ့တည်နေတယ်မရဘူးတိုးတဲ့sorry ခါယော့တဲ့တိုးလို့ပေါ့နော်ခါယော့တဲ့တိုးလို့လည်းရတယ်လို့ဒီနေရာမှာခါယော့လို့ပေါ့နော်ခါယော့လို့ဆိုတာကအသွားပြန်လုပ်တယ်ဆိုပြီးဆိုတော့ပြင်မှန်က一番ဖြစ်ပါတယ်はい29ကြည့်အောင်この DVD を捨てるのは DVD ကို捨てるနှုတ်ပြဖို့ဆိုတာကもったいないနှမျောစရာကြီးတဲ့အဲ့တော့ကြည့်အောင်ဇန်နန်နဲ့စိတ်မကောင်းမှုတဲ့ခန်းတန်လွယ်ကူတဲ့ဒိဗ္ဗာမဒိဗ္ဗာမညီဘူးပေါ့နော်မကိုက်ဘူးအိုရှိဟုတ်ပြီမလားဆိုတော့အိုရှိကိုမှတ်ပါပေါ့နော်အိုရှိကအဒိဗ္ဗာအများရှိတယ်ဟိုဒီနေရာမှာဖြေကအိုရှိပေါ့နော်ဟိုဘယ်လိုပြောမလဲနောင်တရစရာကောင်းနေအဲ့လိုရှိကတန်နေဆိုလိုက်တာအဲ့လိုမျိုးလည်းရတယ်ဒီနေရာမှာနောက်တစ်ခုကကြတော့တန်မိုးရှိတယ်ဆိုပြီးအဲ့တော့မိုးတိုင်းတိုင်းနှမျောစရာကြီးဆိုရင်တန်မိုးရှိတယ်ဆိုပြီးပဲနဲ့တူတူပဲအဲ့တို့ကြောင့်ဖြေမှန်ကဆမ်းမှန်ဖြစ်ပါတယ်ဟိုက်ယွမ်မန်စူမာရာနိုင်ဆိုတာကဥမာဟိုညင်းငွေတာလည်းရတယ်ပေါ့နော်ဥမာစူမာရာနိုင်မိုနိုဒစ်ကာဆိုပြီးသုံးတာလည်းရှိအဲ့တော့ဒီနေရာမှာဖြေမှန်ကဆမ်းမှန်ဟိုက်28ကြည့်အောင်このテストならဒီဆောင်မွဲဆိုလို့ရှိရင်ね少なくともအနည်းဆုံးတော့60တန်は取れるအမှတ်60တော့ရနိုင်တယ်ပေါ့နော်ဒီဆောင်မွဲဆိုရင်တော့ဒီတက်ဆိုရင်တော့အနည်းဆုံးအမှတ်60တော့ရနိုင်ပါတယ်တဲ့ဆိုတော့အပြင်မှန်က sign တိတ်တယ်မို့အနည်းဆုံးဆိုတဲ့ sign ခိုးတယ်မို့ဆိုတာကအများဆုံးအကောင်းဆုံးပေါ့နော်ဒီကတဲတယ်မို့ညံ့တယ်မရဘူးကြီးခံကနာခိုးတယ်မို့မရဘူးအဲ့တော့ဒီညမှာအပြင်မှန်က sign တိတ်တယ်မို့အနည်းဆုံးဆိုတော့အနည်းဆုံးကတော့နော်အမှတ်60ရနိုင်ပါတယ်တဲ့ဟိတ်29ကြည့်အောင်29ကぜひ私たちの家に遊びに来てくださいအဲ့တော့တေချာပေါင်းငါရဲ့အိမ်ကိုငါတို့ရဲ့အိမ်ကိုအလည်လာခဲ့ပါအဲ့တော့ဇဲဟီဆိုတာကိုဗာနဲ့တူမလဲကြည့်အောင်မဇုတဲ့ပထမဆုံးဒိုကာဆိုကျေးဇူးပြုပြီးတော့တေချာပေါင်းဆိုတဲ့ပြီပေါ့နော်စက်ကခုကကျတော့တကူတကစက်ကခုဘတ်တာနော်နီစက်ကခုဘတ်တာခါရအဲ့လိုမျိုးတုံးတယ်ပေါ့နော်စက်ကခုနာနီနာနီတခါရအဲ့လိုမျိုးလည်းတုံးတယ်တကူတကနာနီနာနေတာမလို့တကူတကနာနီနာနေတာကြီးကိုအဲ့လိုမျိုးတုံးတယ်ပေါ့နော်ရတော့နောက်ဆုံးမှာအဲ့တော့ဒီနေရာမှာကိုက်ညီတာဆိုလို့ဒိုကာပဲကိုက်ညီပေါ့နော်ဒိုကာဘတ်တက်ကူတာစကအသုံးများပါတယ်ဒိုကာ助けてくだ助けてやってくださいပေါ့နော်ကျေးဇူးပြုပြီးတော့ကေစေပေးပါအဲ့လိုမျိုးလေးသုံးတယ်ပေါ့နော်ဟိနောက်တစ်ခု30ဖရန်ဆူလျော်ဒီနိုမန်နာဖရန်ဆူလျော်ဒီဆိုတာကဒီပြင်သစ်ဟင်းလျာရဲ့မာနာမာနာကိုရောက်ခုရှီဒီမာဆန်တေချာကောင်းကောင်းမသိဘူးပေါ့နော်အဲ့တော့ဒီနေရာမှာမာနာဆိုတာကရေဂီပြုမှုမာနာနောက်တစ်ခုကဒီဟင်းပွဲတွေရဲ့ဘယ်လိုပဲဟင်းပွဲကဘယ်လိုချတယ်အဲ့လိုမျိုးမာနာပေါ့နော်ပြုမှုဟိုဒီနေရာမှာယွမ်မန်ပဲကိုက်ညီတယ်ပေါ့နော်ကျန်တာရဲ့မကိုက်ညီဘူးဇိုင်းပြောဆိုတာကဂုံကျန်နောက်တစ်ခုကဂျွန်းကျောဆိုတာကအစင်လိုက်ပေါ့နော် order sequence ခေါ်တယ်ပေါ့နော် menu က menu ပဲပေါ့အဲ့တော့ဒီနေရာမှာဖြစ်မှာကယွမ်မန်ဖြစ်ပါတယ်ဟိုက် okay ဒါဆိုတော့နောက်တစ်ခု5番ပေါ့နော် online က言葉の使い方အဲ့ဒါကိုကြည့်အောင်ဒီ31ရဲ့ခန်းကြီးလေးကပါလဲဆိုခီဝွန်းဆိုတာ temperature ကိုပြောတာပါအဲ့တော့ခီဝွန်းရဲ့ temperature နဲ့ဒီ 온도 နဲ့မတူဘူးပေါ့နော် 온도 ကကျတော့အခန်းရဲ့ 온도 ကိုအဲ့လိုမျိုးကြီးသုံးတာများတယ်ပေါ့နော်ခီဝွန်းကကျတော့ဒီညမှာဖက်ကြည့်အောင်ချိမ今日は35度近くまで35ဒီဂရီအထိရောက်သွားတယ်ပေါ့နော်နီးကပ်ပြီးတော့ 온도 ခီဝွန်းက上がるဆိုတာ temperature အပူချိန်မြင့်တက်မယ်ထင်ပါတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဖြေမှန်က一番ဖြစ်ပါတယ်ကျန်တာလေးတွေပါလို့မရလဲကြည့်အောင်ပေါ့နော်世界の気温は温暖化しているအဲ့ဒါအဲ့လိုမျိုးမသုံးပေါ့နော်ဟို地球が温暖化しているလို့ရတယ်ကဘာကြီးကတဖြည်းဖြည်းနဲ့ပူနေတဲ့ဘက်ကိုပြောင်းနေတယ်ပေါ့နော်အဲ့ဆိုရင်ရတယ်世界の気温လို့မသုံးပါဘူးနောက်တစ်ခုကエアコンで部屋の中の気温を調整した調整ဆိုတာညှိတယ်ပေါ့နော်အဲ့တော့気温を調整လုပ်လို့မရပါဘူးဘာကိုပဲလုပ်မလဲဆို温度を調整した温度を調整するလို့တော့ပေါ့နော်နောက်တစ်ခုက今日はいい気温だからいい気温လို့တော့မရှိဘူးပေါ့နော်いい天気だからサンタクシをဝေချောကြမယ်အဲ့တော့ဖြစ်မှာက一番はいနောက်တစ်ခု春ဆိုတာဗာလေးပဲလေကတ်တီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့部屋の中にコビキが張ってあるコビစကြီးကတ်တယ်ဆိုတော့မရှိအဲ့လိုကတော့မဖြစ်နိုင်ဘူးပေါ့နော်一番မှာတော့2番ここはボールペンでお名前をဘာလို့မှ貼ってください書いてくださいဆိုရင်မှန်တယ်ပေါ့နော်貼ってくださいတော့မရဘူး3番天気がいい日はမိုးလေဝသရာသီဥတုကောင်းတဲ့နေ့မှာဖူသွန်ကိုベランダにဘာလို့မှဟာရောတယ်မရဘူးဘယ်လိုပြောမလဲဟိုဆိုဆိုတော့ရမှာနော်နှမ်းတာနေ sorry ရာသီဥတုတရားတဲ့နေ့မှာဖူသွန်တွေကို random မှာလှမ်းထားမယ်ဆိုတဲ့ဒီပေါ့နော်ဟိုစုနေအောင်လှမ်းတာအဲ့တော့ဒီညမှာဖြစ်မှန်ကယွန်ပန်ကမှန်ပါတယ်ဟာကခိအဲ့တော့ဒီပုံ post ကမှာတဲ့600 sorry 60に切って60
ရံပေါ့နော်60ရံဒီခိတဲ့ဟိုတဲ့ဟာတဲ့ဒါရှိတာကပ်ပြီးတော့ဒါရှိတာစားတိုက်ကိုထည့်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အပြင်မှာကယွမ်မန်ဖြစ်ပါတယ်ဟိုနောက်တစ်ခု33အာရရှိဆိုတာတန်တရားဝင်ပွဲကောင်းတာပေါ့တန်တရားဝင်ဆိုကြည့်အောင်မူရာရှိတာဆန်ကညီခံတော်ရီနီ来るかどうかဒီမူရာရှိတာကကြီးကန်တော်ရီနေတာအချိန်တိုင်းပေါ့နော်来るかどうかလာမလားမလာဘူးလားဆိုတော့အာရရှိနည်းနည်းတော့တန်တရားဖြစ်တယ်ပေါ့နော်လာနိုင်မလားမလာဘူးလားဆိုတာကလည်းဒွိဟဖြစ်နေတယ်အဲ့လိုမျိုးသိပဲလည်းရတယ်ပေါ့နော်အဲ့တော့ဒီညမှာဖြေမှန်ကအချိန်မှဖြစ်ပါတယ်ကျန်တာလေးဘာလို့မရလဲကြည့်အောင်ဣဒါဇူရာဘခါဒီစတေဒူကအမြဲတမ်းအနိုင်ပဲကြည့်နေနော် sorry နောက်ပြောင်နေတာကြီးပဲလုံနေတယ်ဆိုပြီးမဲ့တဲ့ဘုံတို့အနုခိုကဟွန်တိုရီဟွန်တိုကအရာရှိခိုတာတကယ်တော့အရာရှိခိုလို့တော့မလုပ်ဘူးပေါ့နော်တကယ်တမ်းအမြဲတမ်းစနောက်နေတယ်ဆိုပြီးမဲ့အဲ့ဒီကလေးကတကယ်သဘောကောင်းတဲ့ကလေးဆိုတော့ဘာသာရှိခိုဆိုရင်တော့ရရင်ရမယ်ပေါ့နော်အရာရှိခိုလို့မသုံးပါဘူးနောက်တစ်ခုဘာကန်ခိုင်တော့ဒီ discount ရောင်းတဲ့ဈေးပေါ့နော်ဈေးရောင်းတဲ့နေရာအရာရှိခိုတို့ဟီတိုကဟိုခတ်တာအဲ့တော့ဒီနေရာမှာအာရရှိဟိုတို့လို့မသုံးနီဂီယာခနာဟိုတို့အဲ့လိုမျိုးဆိုရတယ်ဒီစီကားတိုက်မဲ့တော့လူတွေရမ်းများတယ်ပေါ့နော်အဲ့လိုမျိုးဆိုရပါတယ်အဲ့တော့ပယ်ပါလေဘန်ကျိုမို့နာရိုင်ကိုတို့မို့ဟိုစာလေးလာတာတွေရောနော်တင်ယူကြတွေရောတဲ့နာဂါကုစကေရိုနိုဝါအာရရှိကိုတို့လားဆက်လက်ပြီးတော့လုံနေမယ်ဆိုဘာဖြစ်လဲဆိုလို့ရှိရင်ညင်းငွေတာမျိုးဆိုလို့ရတယ်အာရရှိရတော့မရပါဘူးအဲ့တော့ဒီမှာကရှီပန်နေနာလေးပါဟိဆိုတော့နောက်တစ်ခုရှစ်ပိုင်းဆိုတာကနော်ဆိုလို့ကြာရှုံးတာလည်းရတယ်လို့အမားလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဘယ်လိုလေးသုံးလဲဖက်ကြည့်အောင်အေဒေဗေတာကငိုခါနိုင်တော့အလုံးမလုပ်တာကပေါ့နော်မရွေ့တာကတော့ဘောတန်ကိုနာနီနာနေရှိတာခါတာရှစ်ပိုင်းရှိတာခါခလုတ်ကိုရှစ်ပိုင်းရှိတာတော့မရဘူးပေါ့နော်ခလုတ်ကိုမနှိမ့်မိလိုက်တာအိုရှိနာခတ်တာခါတာဆိုရင်တော့ရလိတော့ဒီညမှာမှားပါတယ်2番このノート型パソコンを買ったことはဒီ note ပေါ့နော် note ပုံစံမျိုးပါဆိုကွန် laptop ကိုတဲ့ခတ်တာကိုတော့ဝယ်တာကတော့ရှစ်ပိုင်းဒတာအမှားကြီးမှားခဲ့တာပဲဒါလေးကဖြေမှန်ဖြစ်ပါတယ်3番ကじゃဘာလို့မရလဲပဲကြည့်အောင်နော်今度နောက်တစ်ခေါက်ပေါ့နော်家の失敗で断行することになった家のအိမ်ရွှေ့တာနဲ့ကြောင်းပြောင်းတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ家の失敗လို့မလို့家の引っ越しဒါမှမဟုတ်引っ越しで断行することになったအဲ့လိုမျိုးဆိုရတယ်ပေါ့နော်3番လည်းပြပါတယ်4番会社ပေါ့နော်会社が倒産して父は失敗中ですအဲ့တော့ကုမ္ပဏီကပေါ့နော်倒産中ဆိုတာကဒီဝါဒီခံရရတယ်ပေါ့အဲ့တော့အဖေကဘာဖြစ်မှာအလုပ်ပြုတ်နေရအလုပ်ရှာနေတယ်ပေါ့နော်အဲ့တော့ဒီခါဆူ sorry ရှုရှုခုခါဆူတို့အဲ့လိုမျိုးဆိုရင်တော့သုံးလို့ရမယ်ပေါ့နော်နေရာမှာယူမန်ကပယ်ပါတယ်နိဗ္ဗာန်ကဒါဖြေမှန်ဖြစ်တယ်ပေါ့နော်ဟဲ့နောက်တစ်ခုဆန်ဒီကောပေါ့နော်35ကရှော့ရတယ်ဆိုတဲ့ဒီနော်ဘီကူလီဆိုလို့ဆိုတဲ့ဒီပဲအဲ့တော့အကြောင်းယာကူအန်ရှော့ပူနော်တန်ရှော့ဟင်ဝရန်တရားတိုင်းဒီရှော့ဟင်ကွန်ပစ္စည်းတွေအားတဲ့ယာစုစာနော်ရှော့ခုတာရန်တရားတိုင်းကတရားဆုံးကတော့ဘယ်လိုလုပ်ရှော့ဖြစ်တဲ့အကြောင်းရှိမှာလဲဟုတ်တယ်မလားတရားတိုင်းဆိုတော့ဟိုရှော့ရကြတော့မရှိရတော့ဒီကပဲပါတယ်နောက်တစ်ခုယူမေဆန်ရှုနာမည်ကြီးရဲ့လေရွေးစင်ကစားသမားရဲ့အီဟိုယာကူဘုဆုရှီယိုနီအီဟိုယာကူဘုဆုရှီယိုဆိုတာကဘာလဲဆိုလို့ရှိရင်ဒီဥပဒေချိုးဖောက်ပြီးတော့ drop သုံးတာပေါ့နော်စေဝါသုံးတာကတဲ့ shock ကိုမတာ shock ကိုမတာလို့မရှိဘူး shock だと思ったဆိုတော့ရလိမ့်မယ်နိဗ္ဗာန်လည်းပဲပါတယ်予想よりテストの段数が悪かったので予想がကိုမှန်းတာပေါ့နော်よりကိုမှန်းတာထက် test の段数test ဆာမွေရဲ့အမှတ်တွေက悪かったဆိုတာကိုကတော်တော်များများမှန်းခဲ့ပြီမဲ့စိုးခဲ့တဲ့ကြောင့် shock だったဒါက grammar အရရောအဓိပ္ပာယ်ရရောသင်တော်ပါတယ်အဲ့တော့ဖြေမှန်ကဆံမှန်ဖြစ်တော့နော်နောက်တစ်ခု4番患者がလူနာကショックを見ないよရှော့ရတာကိုမမြင်အောင်လို့တဲ့မာစု家族に病状を説明しておくယောဂလက္ခဏာကိုရှင်းပြဒါမဆိုင်ဘူးပေါ့နော်လူနာကရှော့ကိုမမြင်အောင်လို့sorry မမြင်အောင်လို့ပေါ့နော်အဲ့တော့အဲ့ဒါကလည်းအဓိပ္ပာယ်မရှိဘူးပေါ့နော်အဲ့တော့ဒီမှာကဇာမန်ဖြစ်ပါတယ်ဟိတ် okay အဲ့ဆိုတော့ဂေါ်ကြီးခန်းကြီးပေါ့နော်ဒီမိုးကြီးဂေါ်ရပြီးတော့ပါပြီအဲ့တော့နောက်ထပ် grammar ဘိုင်းကိုနောက်ထပ်ဗီဒီယိုမှာဆက်တော့ချာနေ